အမျိုးတွေနော်မြန်မာအလံလေးလွှင့်ပြီးကိုအားပေးရဲ့အသင်းဒါနာမည်လေးတွေကိုမြန်မာ logo လေးနဲ့အတူ comment လေးမှတ်ပေးလို့ရပါတယ်ခင်ဗျာနော် thank you so much ပါအသေးလေးတယောက်တစ်ချက်လည်းနှိပ်ပေးသွားပါဦးနော်အသေးလေးတယောက်တစ်ချက်လည်းနှိပ်ပေးသွားလို့ရပါတယ်ခင်ဗျာokay TTQ guys ဘန်နီအဲ့တော့လုံးဝ TTQ ရဲ့အနေနဲ့လည်းဒါ key point 3မှတ်ရရှိထားခဲ့တယ်လို့ 4မှတ် alive အဲ့တော့ NH on fire ဖြစ်နေခဲ့တယ် key point 9မှတ်ရထားခဲ့တယ်လို့ NH player 3ယောက်ကြံနေတယ်ဗျအဲ့တော့ YG အနေနဲ့လည်းဒါသူတို့လိုအပ်နေတဲ့တခုသီးသောအရာက chicken dinner ဖြစ်ပါတယ်သူတို့လိုအပ်နေတဲ့တခုသီးသောအရာဝင်း chicken dinner ကိုဖော်ဆောင်သွားနိုင်မှာလားပြောနေအတွင်းမှာပဲတဲ့ပဲ NH ရှိနေခဲ့တဲ့ဘက်ကိုတော့ TTQ တွေဘာမှအများကြီးစဉ်းစားမနေဘူးတဲ့ပဲကားနဲ့သွားပြီးတော့ push တိုင်းနဲ့ပဲအပြတ်တော့ဖြတ်ပေးလိုက်တဲ့နောက်မှာတော့ NH မြန်မာအသင်းတစ်သင်းကတော့ eliminated ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်ကြည့်ရှုအားပေးနေတဲ့ viewer 900 YouTube က border တွေအသေးတရားတစ်ချက်နှိပ်ပေးလို့ရပါတယ်ခင်ဗျအဲ့တော့တေချာတာတစ်ခုကတော့ဒါဖိတ်ချင်းဖိတ်ကိုမြန်မာအသင်းအိတ်ထဲတော့ဖိတ်သွားမှာဖြစ်ပါတယ်သို့တော့ညာတဲ့ဒါ YG လိုအပ်နေခဲ့တဲ့ winner chicken dinner ကိုဒါနောက်ဆုံးပိတ်အိတ်နဲ့လွယ်အီရန်ကပွဲစဉ်မှာတော့သူတို့အနေနဲ့ဒါလုံးဝအပိတ်အနေနဲ့ရယူသိမ့်ပိုက်သွားမှာလားသို့မဟုတ်ကျွန်တော်တို့အမှတ်လိုအပ်ချက်ရှိနေခဲ့တဲ့ Burmese ကို BG ကပဲရယူသွားမလားတန်းစင်းစုံစရာမှာရှိနေခဲ့တဲ့ TTQ WIOF ကပဲသိမ့်ပိုက်သွားမလားတကယ်စိတ်လှုပ်ရှားဖို့ကောင်းနေခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာတော့ smoke ထဲမှာနှောနေခဲ့တဲ့ player 2ယောက် TTQ တွေအဲ့နောက်မှာ WIOF Zin no require အဝေးပဲမီတာ150 200လောက်ကနေလှမ်းပြီးပစ်ချဖို့ကြိုးစားနေခဲ့တဲ့ Ichi ကားလေးနဲ့ပဲလာမလို့မလို့နဲ့ကျွန်တော်တို့မဆောင်းတော့နည်းနည်းတော့ဆန်နေတယ် Okay နောက်ကတော့ပြန်တော့ forward သွားခဲ့ပြီ TTQ gas ဇုံနဲ့ပဲပြန်တော့နှော်သွားခဲ့တယ် TTQ အနေနဲ့လက်ရှိမှာတော့ကျွန်တော်တို့ဇုံပါခြင်းတော့မရှိဘူးအဲ့တော့ပြောင်းလဲလာခဲ့တဲ့ကျွန်တော်တို့ဇုံနေထားပေါ်မှာတော့သူတို့အနေနဲ့ဇုံပါခြင်းမရှိတဲ့နောက်မှာဒါဇုံနဲ့အတူတူပဲဒါတိုးဖို့တော့ကြိုးစားနေတယ်သို့တော့ညာလဲ BG အနေနဲ့ TTQ တိုးဝင်လာနေရင်ရှိတဲ့ဇုံဝင်လမ်းကြောင်းကိုတော့တောက်လျှောက်ပဲကျွန်တော်တို့ပိတ်ပြီးတော့ကေးတွေကောက်ဖို့ကြိုးစားနေခဲ့နောက်မှာတော့ Zuki ရဲ့အလှလေး AUG 60ပြည့်ချက်တွေအောက်မှာရခါနော်သွားခဲ့တယ်လို့ Zuki ကိုယ်လည်းတွေးရတော်တော်လေးကိုင်းနေခဲ့ပြီးရသလောက်တော့ကြိုးစားပြီး response ပြန်ဖို့တော့ကြိုးစားနေတဲ့အချိန်မှာတော့ Master EG ပြည့်ချက်တွေအောက်မှာ Zuki overfree ပဲမှောက်သွားခဲ့နောက်မှာတော့ eliminated ဖြစ်သွားခဲ့တဲ့အသင်းကတော့ TTQ time to quit Okay ချက်ချင်းပဲ EG ကားလေးနဲ့ပဲ position တိုက်ဒီကိုထိုင်ဆုံးဦးဆောင်နေခဲ့တဲ့ကျွန်တော်တို့မြန်မာအသင်းပြစ်တဲ့YG အနေနဲ့သူတို့အတွက်ဦးသီးသောအရာဒီပြိုင်ပွဲ grand final မှာသူတို့အတွက်လိုအပ်နေတာက chicken တပွဲဗျသူတို့ chicken လုံးဝမရသေးဘူးအဲ့တော့သူတို့လိုအပ်နေတဲ့ chicken လေးကိုရယူပိုင်ဆိုင်သွားမလားစောင့်ကြည့်ရမယ်အဲ့တော့ BG YG WIOF မြန်မာ3သင်း wow fair ဖြစ်တယ်တာကြီး 4man alive တွေ squad vs squad battle ငါတို့ကြည့်ရမှာတာကြီးတို့နော် squad vs squad battle ငါတို့ကြည့်ရမှာကော BG YG WIOFဟာရဒွတ်တွေဆွဲတာဟဲ့အောင်ဘိန်းရတွေပါထင်နေတာလှလိုက်တာကွာနော်ပတ်ပကြီးကလည်းဆောင်းရတဲ့ reality စံပြနေတယ်မိုဘိုင်းမှာလည်းပြောနေတွင်မှာပဲမာနဲ့ BG Master H4 ကိုတော့လှမ်းပြီးအိမ်ထားခဲ့တယ်အဲ့တော့ကျွန်တော်တို့ကွင်းလင်းပြင်မှာပဲနှောသွားခဲ့ပြီမာနဲ့အပါခေါ်ခွင့်တော့ကျွန်တော်တို့ဒါမရသေးဘူးအဲ့နောက်မှာစိတ်ကလောက်ကားနဲ့ပဲတဲပဲတိုးဖို့ကြိုးစားနေတယ် Okay vision သွားကြည့်ပြီးတာဗျဘာမှတော့မလုပ်ဘူး vision တစ်ချက်ကားပေါ်နဲ့သွားပြီးတော့ show တာ Okay smoke တွေကြားတဲ့ကိုတော့ grenade တစ်လုံးတော့ကြိုးစားပြီးလွတ်တင်နေခဲ့တဲ့ smile စိတ်ကလောက်အန်အောင်သူ့ရဲ့ teammate Master EG ကိုအခက်ခဲတွေကြားမှာပဲရအောင်လို့တော့ survive တော့ပြန်တော့လှုပ်ပေးနေခဲ့နောက်မှာတော့ EG နောက်ကိုတော့ချက်ချင်းပဲကာဗာရှိမဲ့နေရာကိုတော့ပြေးတိုင်းနဲ့ပဲ healing လုပ်ဖို့တော့ကြိုးစားခွင့်တော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ 4v4 battle ကတော့မျှတယ်50 position နေထားတယ်50 player အရေအတွက်ကလည်း fair ဖြစ်တယ် 4man alive 4v4 squad vs squad battle ဗျအဲ့တော့မြန်မာအသင်း2သင်း BG YG 2သင်း battle ဆိုင်နေတဲ့အနေထားကိုတော့ WIOF player YOLO ကျွန်တော်တို့အိမ်ကောင်မိုးပေါ်မှာ position ယူတာဖြစ်တဲ့အတွက်ဒီနှစ်သင်း battle sign နေတော့သူ့အနေနဲ့ရှင်းရှင်းလင်းလင်းကြီးကိုမြင်တွေ့နေရတယ်ဗျနှစ်သင်းလုံးကိုပဲကျွန်တော်တို့တီးနေတာဖြစ်ပါတယ်တပ်ပါတီအနေနဲ့ဇင်း granite လွတ်တင်ပေးလိုက်ပြန်ပြီ Ichi ကန်ကောင်းတယ်နော်တော့မနော်သွားဘူးတော်တော်လေးကိုဂျင်းနဲ့ချက်နဲ့ရောက်နေခဲ့တယ်အဲ့တော့ BG player တွေအနေနဲ့ကတော့ pressure ပေးခြင်းတော့ခံနေရတယ် face to face အနေထားမှာလည်း YG PR ပေးခြင်းကိုခံနေရတော့နောက်ကနေလည်းကျွန်တော်တို့ဒါဇင်းရဲ့ pressure ပေးခြင်းအောက်မှာ granite တစ်လုံးကွက်တိကြားတဲ့ကိုကျလာခဲ့တယ် Ichi တဖန်ပြန်တော့နော်သွားခဲ့ပြီအဲ့နောက်မှာ Loki sorry ကျွန်တော်တို့ lucky ဖြည်းဖြည်းချင်းပဲ push လာခဲ့ပြီးစဘာကင်းထဲမှာ battle sign နေတာတားကြီးတွေနော်ကွင်းလင်းပြီကာပါမရှိဘူး BG okay ကန်ဆိုးသူကတော့ BG ဖြစ်သွားခဲ့ပြီဗျကဲ minus ပါနော်သွားခဲ့လို့ရက်ခတခါတည်းအံ့ငန်လိုက်ရပြီအဲ့တော့ winner chicken dinner ကတော့ကျင်းသေးတယ်လို့ရှိနေကြတဲ့အသင်းကိုပြောပါဆိုရင်တော့ဒါ Django Galactico YG okay PUBG Mobile Challenger League 2025 Grand Final မှာသူတို့အတွက်လိုအပ်နေခဲ့တဲ့ chicken ကိုရှာဖွေသွားနိုင်တော့မှာလားတော်တော်လေးကိုစိတ်လို့ရှာဖို့ကောင်းနေပြီလို့တော့ပြောချင်ပါတယ်ဗျ
eliminated BG အဲ့နောက်မှာလဲ WIOF player 4ယောက်မှာတယောက်ကပါသွားပြီတယောက်ကနှောနေတော့မဲ့ lucky yolo ပြန်ပြီးတော့ဇင်းကိုကယ်နေတဲ့အချိန်မှာ sick out romeo point ပေးတော့မကယ်ဘူးချက်ချင်းပဲကျွန်တော်တိုးသွားခဲ့ပြီ okay အနီးကတော့ချက်ချင်းတော့မတိုးသွားဘူးခွာတော့ခွာရတဲ့ကားကို granite တစ်လုံးထပ်ကြလာတယ် chicken ဖြစ်သွားပြီသားကြီးတို့နော် winner chicken တင်တာသူတို့ရဲ့ဒါလိုအပ်နေခဲ့တဲ့ chicken ကိုတော့ဖော်ဆောင်သွားနိုင်ခဲ့ပြီလို့ကျွန်တော်တို့ဒါ90ရာခိုင်နှုန်းကတော့ပြောလို့ရနေပြီဖြစ်ပါတယ်เนาะ congratulation ကြိုးလုပ်ထားလိုက်တော့မယ်ဗျာเนาะ thank you ပါเนาะနောက်ဆုံးတော့လဲ finally ဟဲ့လား YG ပါပဲဗျာ